အခုခေတ်တက်တူးထိုးထားတဲ့သူကအိုက်တက်လာတယ် iPhone 3တဲ့သူကအိတ်ကက်မရှိတော့ဈေးကြီးနာကြီးပတ်ထားရင်6လောက်ခဏခဏဖုံခါတယ်ခြေသွားတက်ထားရင်စကားပြောများလာကြတယ်အခုခေတ်လက်မထက်တဲ့သူတွေကလက်ထက်ထားတဲ့အတိုင်းအတူတူနေတယ်လက်ထက်ထားတဲ့သူတွေကလက်မထက်ထားသလိုပဲခွဲနေကြတရိတ်ဆန်တွေကလူတွေလိုအင်ကြီးဝက်လာတယ်လူတွေကတရိတ်ဆန်တွေလိုအသားတွေပေါ်လာကြကလေးကလည်းလူကြီးလိုရင်းကျက်လာတယ်လူကြီးကကလေးလိုငယ်မှုပြန်ကျင်ကြနှက်အိုမျက်နှုကြက်မိန်းကလေးကလည်းယောက်ျားလေးလိုမိုက်ရဲလာတယ်ယောက်ျားလေးကမိန်းကလေးလိုခြောက်လာကြစင်ရဲသားဂုံအတွက်နဲ့တထေးလိုဟန်ဆောင်လာကြတယ်တထေးသားအသက်အတွက်နဲ့စင်ရဲသားလိုဟန်ဆောင်လာကြတိတ်တိတ်ဘုံကလည်းမယားကြီးထက်ပိုချစ်ပြလာတယ်မယားကြီးကလည်းစွန့်ပစ်ခံရမှကြောက်လို့အချိန်ပြည့်စိုးရင်ထိတ်လန့်တယ်တထေးတွေကမမျက်ဘူးလို့ညီးပြီးတော့တိုက်တွေတစ်လုံးပြီးတစ်လုံးဖြစ်လာတယ်လာကစားတွေကလည်းလာကထုတ်ရင်ပျော်ပြီးတော့လုံးပါလာကြတဖြည်းဖြည်းနားလေလာတာလည်းငွေ3000နဲ့လက်ပတ်နာရီနဲ့330တန်လက်ပတ်နာရီရဲ့အချိန်ကအတူတူပါပဲ900တန်ဆက်လိပ်နဲ့9သိန်းနဲ့ဆက်လိပ်ကင်းစာဖြစ်ပုံချင်းကလည်းအတူတူပဲပေ30ပတ်လေအိမ်နဲ့ပေ300ပတ်လေအိမ်အထီးကျန်ရတာချင်းကလည်းတူတူပါပဲရိုးရိုးတန်းမှာစီးတာနဲ့ business club မှာစီးတာချင်းအစီးတန်ဖြစ်ရင်တော့အိမ်ကိုမပြန်ရတာချင်းကလည်းတူတူပါပဲတနေ့တင်လဲနားလေလာလိုက်ငါတို့တကယ်လိုချင်နေတဲ့အရာတွေကတကယ်လိုအပ်နေတာလားဒါမှမဟုတ်ငါတို့မရှာဖွေမိခဲ့တဲ့ပျော်ရွှင်မှုကပဲတကယ်လိုအပ်ခဲ့တာလားလိုချင်ဆင်းရဲတယ်မလိုချင်ချမ်းသာတယ်ဆိုတဲ့စကားလေးအတိုင်းတခါတလေဘဝမှာရောက်ရဲတင်းတိမ်မှုဆိုတာလိုအပ်လာပါလိမ့်တင်ဘလူနဲ့နေရတာပျော်လေထိုသူရဲ့ဘေးမှာပဲထာဝရလက်မလွတ်ဖဲနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါလူအဖြစ်ကလည်းရခဲ့လာပါတယ်ဘဝခြေလန်းတလန်းချင်းစီတိုင်းကိုလည်းချစ်တဲ့မျက်နှိုးရကြပါစေ